Hello ကအားလုံးပဲငါမညီမမြောင်မဒီနေ့မှတော့ညီမဟာအားလုံးမကြည့်ကြတဲ့အတိုင်းတရားဟာတာကလေးကိုပြောပြမှာဖြစ်ပါတယ်အားလုံးမတိခတ်ပေးကြပါနော်ဟိုဘက်မှာပေါက်တွေဖွင့်နေတာကြောင့်အတန်လေးလည်းနည်းနည်းကျယ်ပေါ့နော်ဘယ်လိုလဲကြားရတာမသိပါဘူးပေါက်တန်နေရပါနော်မျိုးတကြနေရောက်ပြီးဆိုတော့အားလုံးပဲရေဘက်ခံထွက်မယ်လို့ထင်ပါတယ်နော်အားလုံးပဲစားလိုက်အောင်ခုမှနားရညာဖြစ်ပါတယ်ကြော်ရတော့ညနေကအိတ်ထားရဆိုတဲ့အကြောင်းပြချက်နဲ့ခုမှတော့ game ဆော့ညာဖြစ်ပါတယ်တော်ကွာကြည့်လို့တော့ကောင်းတာပဲဒီတပုတ်ပြီးငါအိမ်ကောင်းလိုက်တာဒီတပုတ်ပြီးမှအိတ်တော့ကွာဒီတပုတ်ပြီးမှအိတ်တော့တော်ညတကောင် game ဆော့ညာဖြစ်တဲ့အတွက်ကြော်ရတော့တေးပေါက်ချင်တာပါတယ်ကွာတေးရလည်းအရေးရမပေါက်ချင်လာပြီညကင်းအိမ်နာလေးကိုဖုံးယူသွားပြီးတော့တေးတပေါက်ပါတော့လေကွာအခုအိမ်နာတော့မှဒီမှာတေးမကတော့သူ့ကိုထိုင်လေးရကြီးငုတ်တုတ်ကြည့်နေတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြော်ကြီးစားမယ်စားတဲ့ကိုတေးမကဝင်းနှုတ်စရီနဲ့ထည့်ရမို့ကြော်ကြီးအိပ်ပါမယ်ဆိုတော့သူကသိနေပါလေဟဲ့ကွာတေးမလေးနမဘာသာလုံနေရတယ်မသိဘူးနာဘူးသေးရဲ့ပဲသူများအိပ်ပါမယ်ဆိုတာသိလို့လားချောင်းနေဖြစ်နေကျမအဲ့လိုပြောပါနဲ့ပြောမှာပဲဝါဟာငါမကြောက်ဘူးလားသူကတေးမောင်မှပြန်ပြီးနှောင်းလိုက်ပါသေးတယ်မင်းကကြောက်စရာကောင်းတယ်ငါတော်လေးမင်းကရီစရာကောင်းတယ်ကြည့်အောင်မင်းငါကြည့်လိုက်ပြောင်းစနဲ့မလေးငါမင်းပြောလိုက်ကြ你对面救命哎把命了嘞空啊爆完了你办了那里都这样面马路有过标来吧嘞等တရေမဆူရကိုပြောက်ပြောတယ်မတော်အဲ့တော့ငါမငါအိပ်ပါလားပကောင်းမကောင်းနေတာမနေ့ရောက်တော့မြင်းနာလည်းမတစ်ပဲနဲ့သူတငယ်ချင်းရဲရှိကိုရောက်လာပါတော့လေဟဲ့အောင်မင်းပြောတော့တရေမရှိရဆိုဘယ်မှာလဲမင်းတရေမမင်းညောင်အောင်6ခံအောင်လား6ခံမှာကွာတရေမငါအီဇော်နဲ့တခါလေမော်ဆလောပါတိခံနေရတယ်ကွာမင်းတရေမပြန်6နိုင်တာပဲကွာတကယ်ရတဲ့ကောင်မင်းကြီးရရလို့ပြောနေတာနားခါမြရမနေ့ကျတော့အီးအောင်မှကျုံးနေရတယ်ကျောင်းမှာဗောအမင်းကစီးစနစ်မှမရှိဟာငါအဲ့လိုပြောနေဟဲ့အားမဲဒီဗီဒီယိုလေးကိုကြားနေကြမယ်ခင်ဗျာကြားနေကြတယ်ဆိုရင်ညီမ channel လေးကို like subscribe လုပ်ထားပေးပါနော်